အားလုံးပဲမင်္ဂလာပါ KT Learning Academy ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ Android grammar မှာပါတဲ့ခူရိုင်းနာတာဂူရိုင်းနာတာဆိုတဲ့ grammar လေးနဲ့ပတ်သက်ပြီးတော့ပြပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီ grammar sharing လုပ်ပေးနေတဲ့ video လေးတွေကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် YouTube channel နဲ့ TikTok channel မှာလည်း follow and subscribe လုပ်ပေးပြီးတော့မြတ်တာရက်ခံပါတယ်အဲဒါဆိုကျွန်တော်ဒီနေ့ video လေးကိုစလိုက်ကြအောင်နာနီနာနီခူရိုင်းနာတာဂူရိုင်းနာတာတော့ခူရိုင်းနာတာလို့လည်းသုံးလို့ရတယ်ဂူရိုင်းနာတာလို့လည်းသုံးလို့ရတယ်အတူတူပဲပေါ့နော်တော့သူ့ရဲ့အဓိပ္ပာယ်လေးကကြတော့နာနီနာနီလောက်ရမယ်ဆိုရင်နာနီနာနီထက်ဆိုင်နာနီနာနီရမယ်အစားပေါ့နော်ဘယ်လိုလဲဆိုတော့ဥမာတစ်ခုခုလောက်ရမှန်တဲ့ဆိုင်ဟဲ့တစ်ခုလောက်ရမယ်ဆိုရင်တစ်ခုလောက်ရမယ်အစားသူ့ရဲ့ရှင်းမှာဆိုလို့ရှိရင် G-Shock ခေးလိုက်မယ်ပေါ့နော်ဂူရိုင်းနာတာအာယာမာရုဂူရိုင်းနာတာတောင်းပန်ရမယ်စားဟဲ့တောင်းပန်ရမယ်ဆိုရင်တောင်းပန်ရမယ်စားတောင်းပန်ရမှာထက်စားလို့ရှိရင်အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်မာဆုခူရိုင်းနာတာစောင့်ရမယ်ဆိုရင်စောင့်ရတဲ့ဆိုင်စောင့်ရမယ်အစားသူကဘယ်လိုလဲဆိုတော့အချိန်တွေနှစ်ခုကိုနှိုင်းရှင်တဲ့အခါမျိုးတွေမှာသုံးပါတယ်ဥမာအချိန်တွေနှစ်ခုကိုနှိုင်းရှင်တဲ့အခါမှာအရှိကအချိန်တွေတက်စားလို့ရှိရင်အနောက်ကအချိန်တွေကနည်းနည်းလေးပိုပြီးတော့ကောင်းတယ်ဆိုတာမျိုးကိုပြောချင်တဲ့အခါမျိုးတွေမှာသုံးတဲ့ grammar လေးပဲဖြစ်ပါတယ်သူကဒီသူ့စာကြောင်းဒီ grammar လေးမှာဆိုလို့ရှိရင်စာကြောင်းတွေအနောက်ကဘယ်လိုဟာမျိုးတွေလိုက်မလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်ရေးပေးထားတယ်တာဟိုးကဤဥမာသူ့အရှိမဒီအချိန်ကြီးလောက်ရမှတက်စားလို့ရှိရင် but နာနီနာနီတာဟိုးကဤဒီဟာလောက်ရတာမှပိုကောင်းသေးတယ်နာနီနာနီတာဟိုးကမှしたဒီဟာလောက်ရတာမှပိုပြီးတော့တက်တာသေးတယ်နာနီနာနီနိုင်ဟိုးကဤအဲ့မလောက်တာမှပိုပြီးတော့ကောင်းသေးတယ်သူကအနောက်ကပုံတော့နည်းနည်းတက်တာအောင်မယ်နည်းနည်းပိုကောင်းအောင်မယ်ဆိုတဲ့ပုံစံမျိုးလေးလိုက်ပါမယ်အဲ့ဒါဆိုကျွန်တော်တို့ဒီ grammar လေးကိုစာကြောင်းတွေမှာတွားပြီးတော့ထည့်ကြည့်မယ်ခါရယ်နီအာယာမာရုခရိုင်းနာရာရှင်းတာဟိုကမှしたသူ့ကိုတဲ့အာယာမာရုခရိုင်းနာတောင်းပန်ရမှာထက်ဆိုင်ရှင်းတာဟိုကမှしたတေးလိုက်တာမှကောင်းမယ်ဟာသူ့တောင်းပန်ရမှာဆိုင်တေးလိုက်တာမှကောင်းမယ်ဒါမျိုးပြောချင်တာဖြစ်ပါတယ်2番毎日こんな仕事をするぐらいならやめた方がいいနေ့တိုင်းဒီအလုပ်ကြီးကိုလုပ်ရမှာထက်ဆိုင်အလုပ်ထွက်လိုက်တာမှပိုပြီးတော့ကောင်းမယ်ガンブルにお金を使うくらいなら美味しいものを食べた方がいい。ガンブルဆိုတာကြတော့လောင်းကစားကိုပြောတာအလောင်းကစားမှာတဲ့ပတ်စံကိုသုံးရမှာထက်စားလို့ရှိရင်သုံးတာတဲ့စားလို့ရှိရင်美味しいものရတာရှိရဲ့ဟာတွေကိုစားတာမှကောင်းမယ်ဟာနေအလောင်းကစားပတ်စံသွားဖြုံးတာမှဆိုရင်မဟုတ်ဝယ်စားလိုက်တာမှကောင်းမယ်အဲ့လိုမျိုးသုံးလုံးကျင်တာဖြစ်ပါတယ်ယုံမှန်တိုချူတဲ့အာခီယာမဲရုခူရာယီနာရာစိုက်ရှော့ခါရာရနိုင်ဟိုကဤတိုချူးတယ်တဲ့တဝက်တပြက်နဲ့ပေါ့နော်အာခီရာမဲရုဆိုတာကြတော့အရှုံးပေးတာလက်လျှော့တာကိုပြောတာပေါ့နော်တဝက်တပြက်နဲ့လက်လျှော့လိုက်တာထက်စားလို့ရှိရင်လက်လျှော့လိုက်မယ်ဆိုလို့ရှိရင်အစတွေကမလောက်တာမှကောင်းမယ်ဟာသူကြောင်တစ်ခုခုကိုလောက်တယ်ကွာနင်းဒီလိုမျိုးယူကလန်တဝက်တပြက်ကြီးနဲ့နင်းဒီလိုရက်လိုက်မှထက်စားလို့ရှိရင်အစတွေကမလောက်ပါနဲ့လားအဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်ကောဗန်アナヒトと結婚するぐらいなら一生独身でいた方がましたအဲ့လိုလူနဲ့တဲ့အဲ့လိုလူတဲ့လက်ထပ်လိုက်တာလက်ထပ်ရမှာထက်စားလို့ရှိရင်တဲ့ issue ဒုက္ခချင်းဆိုတာပါလေ issue ဆိုတာကြတသက်လုံးပြဒုက္ခချင်းဆိုတာကြလူပြိုလူလို့ပေါ့နော်တသက်လုံးအပြိုကြီးလှုပ်လိုက်တာမှကောင်းမယ်တသက်လုံးလူပြိုကြီးလှုပ်လိုက်တာမှဖြစ်ကောင်းမယ်တဲ့ဒီလိုလူမျိုးကြီးနဲ့လက်ထပ်မယ်အဲ့လိုလူမျိုးကြီးနဲ့လက်ထပ်မှာဆိုင်ကတသက်လုံးအပြိုကြီးပဲလှုပ်လိုက်တာမှကောင်းမယ်အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်ဒီအဲ့ဆိုဒီ grammar လေးကအချိန်လေးနှစ်ခုကိုနှိုင်းရှင်တဲ့ grammar ဖြစ်တယ်အရှိကအချိန်တွေတက်စားလို့ရှိရင်အနောက်ကအချိန်တွေကနည်းနည်းလေးပို့ပြီးတော့ကောင်းတယ်ဆိုတာမျိုးကိုပြောချင်တဲ့အခါမျိုးတွေမှာသုံးတဲ့ grammar လို့မျိုးလေးပဲဖြစ်ပါတယ်။ Okay အဲ့ဆိုလို့ရှိရင်ဒီ grammar လေးကိုလည်းအဆင်ပြေမယ်လို့ထင်ပါတယ်။ကိုယ့်ဘာသာကိုလည်းပေါ့နော်ဒီ grammar စာကြောင်းလေးတွေကိုအသုံးပြုပြီးတော့နေ့စဉ်ဘဝမှာအသုံးပြုနေတဲ့စာကြောင်းလေးတွေကိုထည့်ပြီးတော့ကိုယ့်ဘာသာကိုလေ့ကျင့်ကြည့်ပါ။အဲ့ဆိုလို့ရှိရင် grammar လေးတွေလေ့လာတာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်။အဲ့ဆိုဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။နောက် video မှာဆက်ပြီးတော့တွေ့ပါမယ်။